ခုနကဘာစစ်စစ်နဲ့သာသမီကပဘဝရဲ့အရာအားလုံးခက်ခဲတယ်သူတိုက်ခိုက်ပြီးတော့ဖိုက်နိုင်တာကိုဓာတ်ဖတ်ရက်တော့မယ်ဘာကိုမင်းအိမ်မူမေမမသူ့ရဲ့နာမဗျာမူအောင်လဲတောင်းမူအောင်လဲဓာတ်ဖိုက်ဓာတ်ဖိုက်ခေါ်တာငါတို့ဘာကြောင့်ခေါ်တာတော့အဲ့ဒါခေါ်လဲတော့ပြီးွေး